ဖြည်းဖြည်းချင်းတက်ပိုင်းလေးကိုညှစ်ပခုံးလေးကိုတေချာလေးတောင်းထားပြီးမယ်ဟုတ်တယ်ခြေပြားလေးစိုက်ထားဟုတ်တယ်ခြေပြားစိုက်ထားတာဘိုင်းညှစ်ထားနဲ့တူတူပဲထိန်းနာဟန်တော်တယ်ဖြည်းချင်းထိန်းနာတောင်းနာတက်ကိုပုံမှန်ရှူထုံနေနော်ကောင်းတယ်ကြာရွေးရတယ်โอเคဟုတ်တယ်ထိန်းနာโอเคပြီးမှဖြည်းဖြည်းချင်းပြန်ချပေါ့နော်ဖြည်းဖြည်းချခြေပြားပုံစွမ်းနာစိုက်ထားတာမှန်တယ်လေโอเคပြီးတင်းဟုတ်တယ်ကိုနိုင်သူတို့သားလေးပုံမပြီးလွတ်ပြီးနော်ဟုတ်တယ်လောဒီမှာနောက်တစ်ဖက်လေးသားလေးလွတ်ကြည့်နော်ဖြည်းဖြည်းပခုံးလေးတောက်ပိုင်းလေးညစ်ဟုတ်တယ်ထိန်းရသလောက်လေးထိန်းနာထိန်းဟုတ်တယ်မန်နေထိန်းနာကောင်းတယ်လက်ချီကောင်းတယ်ဟုတ်တယ်ပြီးတော့မှဖြည်းဖြည်းချ